one ဆိုတိနော်ကိုမိုးစေးဖို့ပဲရှိတယ်တန်မိုးလေးတစ်ခုပဲတတ်မှတ်ပေးထားတာမှန်တယ်ဆိုပြီးကိုလင်းကအလုံးစားလို့လာတဲ့၄နှစ်နီးပါးပြည့်တော့မယ်တခါမှ10ပွဲလုံးမှန်လဲစိတ်ဝင်သားဘူးနော်အဲ့ဒါပါလေကိုချင်းစာစိတ်နော်ဟုတ်လားမအခု9ပွဲကြံတယ်နေလိုက်သေး9ပွဲကြံတယ်နော်ဩကွက်မိအောင်လုပ်ပေးမယ်ဟုတ်ပြီလား9ပွဲမှာ3ပွဲလောက်မိတော့โอเคတယ်ဩကွက်နော်စူးစမ်းပေးမယ်ဒီမနက်လဲမိရဖို့နော်၄ကိုကလုံးဝလက်မကြည့်နဲ့ကွက်တီပဲမနက်ဖြန်လဲဝမ်းချင်းပေးမယ်လက်မကြည့်နဲ့ကွက်တီမှန်အောင်ပါပဲမနက်ပိုင်းနေရနော်ဟိုကကတ်တဲ့ကနန်းဟုတ်ကဲ့ပါညီမလည်းအလူငွေထည့်လိုက်တယ်နော်တဲ့ရှွန်းလက်ဝေဟုတ်ကဲ့ပါတန်းနိုင်တဲ့လောက်ထည့်လို့ရပါတယ်ဒီတစ်ပတ်ပြီးရင်တော့ကျွန်တော်အလူငွေပိတ်ပြီနော်နောက်တစ်ပတ်ကတော့ကျွန်တော်လက်မခံတော့ဘူးနော်ဘာကြောင့်လဲဆိုတော့လိုပြောရမလဲဖုန်းလေးတွေသူခေါ်ကိုယ်နဲ့မားတာလေးရှိရင်သိခံပြီနော်အချိန်တွေအများကြီးရတယ်ဒီနေ့ကစပြီးတော့ဝင်လို့ရပြီနော်ဗုဒ္ဓဦးကြာတာလေးတောက်ကြစနေတနင်္ဂနွေတနင်္လာနေ့မနက်ထိ6ရက်တောင်ဝင်လို့ရတယ်ဘုံကောကြီးနော်ဖုန်းလေးတွေသူခေါ်ကိုယ်နဲ့မားတာလေးရှိရင်တော့သိခံပြီဟုတ်ပြီလားကဲစမယ်နော်အားလုံးပဲဒူးဒီလင်းဦးဆိုတဲ့ YouTube channel ကနေပြီးတော့ကိုကမအားလုံးပြန်လည်ပြီးတော့ຫນွေလေးစွာကြိုဆိုလိုက်ပါတယ်အားလုံးပဲမင်္ဂလာပါမင်္ဂလာရှိတဲ့ညနေခင်းလေးဖြစ်ပါစီပေါ့နော်အားလုံးပဲကိုလင်းရဲ့ဒူးဒီလင်းဦးဆိုတဲ့ YouTube channel ကိုခုမှတွေ့တဲ့သူခုမှမြင်တဲ့သူ channel လေးကို subscribe မလုပ်ရသေးတဲ့သူနှိပ်ပေးထားပါကိုလင်းကိုခုတွေ့ပြီးမြင်ပြီဆိုရင်ဒီဒူးဒီလင်းဦးဆိုတဲ့ YouTube channel လေးကို subscribe မလုပ်ရသေးရင်နှိပ်ပေးထားဖို့အားလုံးကိုမေတ္တာရက်ခံပါတယ်နော်နှိပ်ပြီးသားနှိပ်ဆရာမလို့မနှိပ်ရသေးရင်နှိပ်ထားနော်ဟုတ်ပြီလားညဆိုရင်9နာရီနေခင်းဆိုရင်1နာရီထိုးလိုက်လွင်ပေးပါတယ်ညဆို9နာရီနေခင်းဆို1နာရီထိုးကျွန်တော်ပုံမှန်လိုက်လွင်ပေးတယ်ဟုတ်ပြီလားနော်ကဲစမယ်ပရိတ်တူရင်အများဆုံးလာတာက3ညရဲ့ပြန်ကနန်းရဲ့လာတာများတယ်နော်ပရိတ်တူရင်အများဆုံးလာတဲ့လာလေးမဟောငါလေစကားရောင်ထက်နေလာလေးလာတာရှိတာကတော့နော်3ညနဲ့အဖူးပဲတတိထားရမယ်နော်ဆိုတော့ပေးမလားမပေးဘူးလားလည်းမသိပါဘူးဗျာကိုတွေကဗရိတ်တူဗရိတ်ကတော့တောက်ချာနဲ့ညနေရတော့ဗရိတ်တူဗရိတ်ကိုကျွန်တော်တို့အပူးဆင်းသွားတယ်လေ3ညဆိုပြီးတော့တတိထားမှာဒီညနေကိုအပူးနဲ့3ညပဲကျွန်တော်တို့တတိထားမယ်လို့ကျွန်တော်ရဲ့ဒါထင်မြင်ချက်ပေါ့နော်အပူးရဲ့3ညရဲ့ဆိုတော့အပူးနဲ့3ညပဲကျွန်တော်ဒီညနေကစားမယ်ဗျာနော်မှန်ဆန်မယ်မမှန်ခံမယ်ဗျာနော်3ညနဲ့ပတ်သက်တာကိုထိုးခိုင်းရမယ်ကဏ္ဍလေးကျွန်တော်ပြောပေးမယ်နော်နော်3ညနဲ့ပတ်သက်တာထိုးရမယ်ကဏ္ဍလေးပြောပေးမယ်အပူးဆိုရင်နော်3ညနဲ့ပတ်သက်တာကိုကျွန်တော်ပြောမယ်ဗျာနော်3ညနဲ့ပတ်သက်တာကိုဒီညနေကျွန်တော်တို့ဒီညနေထိုးမှာကဖြစ်ချင်တာဖြစ်3ညနဲ့အပူးနဲ့ပဲထိုးမယ်ဘလို့လဲအဆင်ပြေမလားမှန်ရင်စမ်းမယ်မမှန်ရင်ခံမယ်နော်3ညနဲ့ကျွန်တော်တို့တွေအပူးနဲ့ပဲထိုးမယ်နော်မှန်ရင်စမ်းမယ်မမှန်ရင်ခံမယ်ဗျာဟုတ်တယ်မလားအများအပြည့်ကြတာများတာဗရိတ်တူဗရိတ်ဆို3ညနဲ့အပူးပဲကြတာများတယ်
နော်အပူးဆိုလဲထိုးပြောတယ်ဗျာနော်3388ကိုတင်ထိုးမယ်ကျန်တဲ့အပူးကအာစရာမလိုဘူးလေဟုတ်တယ်မလား3388ကိုတင်ထိုးလို့ရတယ်ကျန်တဲ့အပူးဆိုတာအာစရာမလိုတဲ့ဟာဟုတ်တယ်မလားနော်ကျွန်တော်တို့အဓိကထိုးရမယ်3ညနဲ့ပတ်သက်တာကတော့နော်3ည1ကဲနော်3ညနဲ့ပတ်သက်ပြီးထိုးမယ်ခဏအောင်ပြောမယ်တင်ခွက်ကိုတော့ထိုးမယ်နော်တင်ခွက်တော့ကျွန်တော်ပေးမယ်ဒါကလင်နာရတဲ့တင်ခွက်2ခွက်ကိုတော့ကျွန်တော်ပေးမယ်နော်ကဲ3ညနဲ့ပတ်သက်ပြီးထိုးမဲ့သူတွေက3ည1ကဲနော်3ည1ကဲနော်3ည1ကဲ3ည3ရယ်3ည4ရယ်3ည5ရယ်နော်3ည1 3ည3 3ည4 3ည5နော်3ညနဲ့ပတ်သက်တာက3ည1 3ည4